အားလုံးပဲမင်္ဂလာပါခင်ဗျာအရင်ဗီဒီယိုတွေမှာ database တွေ table တွေ column တွေနဲ့ data အမျိုးအစားတွေအကြောင်းလေ့လာခဲ့ပြီးပြီဆိုတော့ဒီနေ့ကျွန်တော်တို့ table တွေရဲ့အလွန်အရေးပါတဲ့ primary key များအကြောင်းကိုဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ် table တစ်ခုမှာ row တွေအများအပြားပါဝင်နိုင်တာကြောင့် row တစ်ခုချင်းစီကိုတိတိကျကျခွဲခြားသိနိုင်ဖို့အလွန်အရေးကြီးပါတယ်ဒီလိုခွဲခြားနိုင်ဖို့အတွက်ရိုးတိုင်းမှာသူ့ကို unit ဖြစ်နေအောင်သတ်မှတ်ပေးနိုင်တဲ့ column တစ်ခုဒါမှမဟုတ် column တစ်ခုထပ်ပို၍ရှိဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ပြောရရင် customer table မှာဆိုရင် customer ID ကိုသုံးပြီး row တစ်ခုချင်းစီကိုခွဲခြားနိုင်ပါတယ် order table မှာဆိုရင် order ID ကိုသုံးနိုင်ပါတယ် employee list table မှာဆိုရင် employee ID ကိုသုံးနိုင်တယ်လို့book table မှာဆိုရင်တော့ ISBN နံပါတ်ကိုသုံးပြီး row တွေကိုတစ်ခုနဲ့တစ်ခုမတူအောင်ခွဲခြားသတ်မှတ်နိုင်ပါတယ် table တစ်ခုတည်းက row တစ်ခုချင်းစီကိုအခြား row တွေနဲ့လုံးဝမတူအောင်တည်တံ့ခွဲခြားသတ်မှတ်ပေးတဲ့ column သို့မဟုတ် column များကို primary key column လို့သတ်မှတ်လို့ရပါတယ် primary key ဟာ table ထဲက row တစ်ခုချင်းစီကိုတိကျစွာရည်ညွှန်းနိုင်ဖို့ဖြစ်ပါတယ် primary key မရှိရင် row တွေကို update လုပ်ဖို့delete လုပ်ဖို့စတဲ့ data စီမံခန့်ခွဲမှုကိုခက်ခဲစေနိုင်ပါတယ် primary key ကိုမဖြစ်မနေထည့်ဖို့မလိုပေမဲ့နောက်မှာ data ပြင်ဆင်ခြင်းနဲ့စီမံခန့်ခွဲခြင်းများလွယ်ကူစေဖို့အတွေ့အကြုံရှိတဲ့ database designer များက table တိုင်းမှာ primary key ကိုအမြဲထည့်သွင်းတည်ဆောက်လေ့ရှိပါတယ် table တစ်ခုတည်းကဘယ် column ကိုမဆို primary key အဖြစ်သတ်မှတ်လို့ရနိုင်ပေမဲ့အခုပြောပြမယ့်အချက်တွေနဲ့တော့ကိုက်ညီဖို့လိုအပ်ပါတယ်နံပါတ်1 primary key column ရဲ့တန်ဖိုးဟာ row တစ်ခုနဲ့တစ်ခုလုံးဝလို့တူနေလို့မရပါဘူး row တိုင်းမှာထူးခြားတဲ့ unit တန်ဖိုးရှိရပါမယ်နံပါတ်2 row တိုင်းမှာ primary key column အတွက်တန်ဖိုးတစ်ခုခုမဖြစ်မနေရှိရပါမယ်ဆိုလိုတာကနားထင်နေလို့မရပါဘူးနံပါတ်3 primary key column တွေကတန်ဖိုးတွေကိုဘယ်တော့မှပြင်ဆင်တာ modify ဒါမှမဟုတ်မုံမှန်တာ update မလုပ်သင့်ပါဘူးနံပါတ်4 primary key တွေကိုဘယ်တော့မှပြန်လည်အသုံးမပြုသင့်ပါဘူးဥပမာ table တွေက row တစ်ခုကိုဖျက်လိုက်ပြီဆိုရင်အဲ့ဒီ row ရဲ့ primary key ကိုနောက်မှအသစ်ထပ်ဝင်လာမဲ့ row တစ်ခုအတွက်ပြန်ပြီးမသတ်မှတ်သင့်ပါဘူးဒါတွေကတော့ column တစ်ခုကို primary key အဖြစ်သတ်မှတ်ရမှာလိုက်နာရမယ့်အဓိကလိုအပ်ချက်တွေပဲဖြစ်ပါတယ်primary key တွေကိုများသောအားဖြင့် table တစ်ခုလေးက column တစ်ခုလေးပုံမှာပဲသတ်မှတ်လေးရှိပါတယ်လိုအပ်လာရင်တော့ column တစ်ခုထပ်ပိုတဲ့ column များကိုပေါင်းစပ်ပြီးတော့လဲ primary key တစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ် column အများအပြားကိုပေါင်းပြီး primary key အဖြစ်သုံးတဲ့အခါမှာတော့ခုနကပြောခဲ့တဲ့စီးမြင့်တွေအားလုံးဟာအဲ့ဒီ column အားလုံးကိုပေါင်းထားတဲ့တန်ဖိုးနဲ့သက်ဆိုင်ပါတယ်ဆိုလိုတာက column အားလုံးရဲ့တန်ဖိုးတွေကိုပေါင်းစပ်လိုက်တဲ့အခါဖြစ်ပေါ်လာတဲ့တန်ဖိုးက unit ဖြစ်နေရမှာဖြစ်ပါတယ်ဒါပေမဲ့ column တစ်ခုချင်းစီရဲ့တန်ဖိုးကတော့ unit ဖြစ်နေဖို့မလိုအပ်ပါဘူးဒါဆိုရင်ဒီဗီဒီယိုမှာကျွန်တော်တို့ table တစ်ခုလေးက row တွေကို unit ဖြစ်အောင်သတ်မှတ်ပေးတဲ့ primary key ဆိုတာပါလဲ primary key တွေကဘာကြောင့်အရေးကြီးတယ်လဲ primary key ဖြစ်ဖို့အတွက်လိုက်နာရမယ့်စီးမြင့်တွေကဘာတွေလဲ column တစ်ခုလဲဒါမှမဟုတ် column အများအပြားနဲ့ primary key တွေကိုဘယ်လိုသတ်မှတ်နိုင်တယ်လဲဆိုတာတွေကိုအခြေခံအားဖြင့်လေ့လာခဲ့ကြပါလဲဒီ primary key ဟာကျွန်တော်တို့ SQL ကိုဆက်လက်လေ့လာတဲ့အခါအလွန်အရေးပါပြီးအသုံးဝင်မဲ့အခြေခံကျတဲ့အချက်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်